မိတ်ဆွေတငယ်ချင်းတို့အားလုံးမင်္ဂလာပါကျွန်တော်တို့ဘဝမှာတခါတလေအရှင်မပြေမှုတွေနဲ့များစွာကြုံနေရတတ်တယ်အဲ့ဒီအရှင်မပြေမှုတွေကြုံနေရတဲ့ချိန်မှာကျွန်တော်တို့တခါတလေကျွန်တော်တို့ရရှိတဲ့ဘဝကိုမေ့သွားတတ်တယ်ဘာကြောင့်မေ့သွားကျွန်တော်တို့ကိုအပြစ်တွေပဲတင်ငါဘဝကခါတီးနေလိုက်တာငါဘဝတွေကဘာကြောင့်အရှင်ပြေနေရတယ်လဲငါဘွားကဘာများလှုပ်ခဲ့တယ်လဲဒီလောက်ထိဆင်းရဲဒီလောက်ထိမပြည့်စုံရတယ်လဲတော့ကျွန်တော်တို့ဘွားကိုခုတ်အပြစ်မျိုးစုံတင်ရတယ်လားပေါ့နော်ကျွန်တော်တို့ခက်ခဲတွေအရှင်မပြေမှုကြုံနေရတဲ့အချိန်မှာကျွန်တော်တကယ်ပြန်စင်းစားလေ့လာတုံ့တက်မယ်ဆိုရင်ကျွန်တော်ရနေတဲ့ဘွားအားလုံးကိုရှိတန်ဖိုးရှိကြတယ်ကျွန်တော်တို့လူဘွားဆိုတာလွယ်လွယ်နဲ့ရလာတာမဟုတ်ဘယ်လိုမျိုးပဲပါတာပဲပုဂ္ဂိုလ်ဘဝဆိုတဲ့အတက်တချောင်းဆိုတဲ့အရာရဖို့မလွယ်ကျွန်တော်တို့အမိဝမ်းမှာနေတော့လည်းလွယ်လွယ်နဲ့တကူမရလာဘူးဒါကြောင့်တော့ကျွန်တော်ရှင်တန်ပေါက်ဖွားမွေးဖွားလာပြီးတော့ယနေ့ကျွန်တော်တို့စကားပြောနိုင်တွားလာနိုင်နားထောင်နိုင်ခံစားနိုင်ရတယ်ဆိုတာကျွန်တော်လူသားရဲ့အကံကောင်းခြင်းတစ်ခုဖြစ်ပါတယ်ကျွန်တော်ရှင်တန်ရဲ့ဘဝမှာအမြဲတမ်းလဲအဆိုးတွေမလာဘူးအမြဲတမ်းလည်းအကောင်းတွေလည်းမလာအကောင်းဆိုလောကရန်ဖျက်စင်ကြောမြကြီးတောင်လောကရန်ရှိပါကိုဂျုံနေရတာဥစဉ်အပါပေါ့တခါလေကျွန်တော်တို့ဘဝမှာအရှင်မပင်မှုတွေဂျုံနေတဲ့အချိန်မှာကျွန်တော်တို့စိတ်ဓာတ်တွေကြားတယ်ဝမ်းနဲ့နေကြတာတို့တော့တခါလေကျွန်တော်ဘဝကိုပြန်စဉ်းစားကြည့်မယ်ဆိုကျွန်တော်ရနေတဲ့ဘဝလွယ်နေတကူရခဲ့တာကျွန်တော်တို့စင်တန်နေရတဲ့ဘဝမှာကျွန်တော်တို့ပျော်ရွှင်အောင်ထားရမယ်တခါလေကျွန်တော်လုပ်ရက်ပြောဆိုမှုအနေထိုင်လူတိုင်းကြိုက်ချင်မှကြိုက်မယ်တို့တော့ကျွန်တော်စင်တန်နေရဘဝကျွန်တော်တို့ပျော်ရွှင်အောင်စိတ်ချမ်းအောင်နေဖို့လိုတယ်တခါလေပျော်ရွှင်မှုပြီးစိတ်ချမ်းသာမှုကြုံနေရခြင်းကျွန်တော်တို့ဘဝမိဖို့မလိုဘူးကျွန်တော်တို့ပြည့်စုံနေတော့လေဒီလောကမှာနောက်ဆုံးကျွန်တော်တို့ထားခဲ့ကြံခဲ့ရမှာပဲဘလောက်ပဲချမ်းသာဘလောက်ပဲပြည်စုံရုပ်ရည်လာပနောက်ဆုံးအိုမီရင်ယုံတည်ခြင်းတရားနဲ့မလူကင်းတဲ့ဆိုင်ချမ်းသာတဲ့လူပဲဖြစ်ဆင်းရဲတဲ့လူပဲဖြစ်ကျွန်တော်ရှင်တန်တဲ့နေရာတိုင်းတယောက်နဲ့တယောက်မေတ္တာတန်ဖိုးထားကြဖို့တယောက်နဲ့တယောက်လေးစားချစ်ခင်လို့နောက်ဆုံးကျွန်တော်တို့ဘဝတယောက်တဲ့နေတွားရင်တော့မှကျွန်တော်ချစ်ဖို့လိုတယ်ကျွန်တော်ကိုကျွန်တော်အားပေးတတ်ဖို့လိုတယ်တခါလေကျွန်တော်မျောလင့်ထားတာကိုယ့်ရဲ့ဆွေမျိုးကိုယ့်ရဲ့ညီကိုမောင်နှမကိုယ့်ရဲ့အတိမိတ်ဆွေကိုအားပေးမယ်လို့ထင်ခဲ့အရာတိုင်းကလူအကြိုက်နဲ့မလိုက်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်ဘွားကိုကျွန်တော်ချီဖို့လိုတယ်ကျွန်တော်ဘွားကျွန်တော်တို့တန်ဖိုးထားတတ်ဖို့လိုစင်တန်တဲ့လူဘွားဟာအများစွာတန်ဖိုးရှိတယ်ဘယ်လိုတွေကဘယ်လိုပဲအဆိုးမြင်နေမစေကျွန်တော်အကောင်းမြင်ဖို့လို့ကိုကိုချစ်ဖို့ကိုတန်ဖိုးထားဖို့ကိုရရှိတဲ့ဘဝကိုတန်ဖိုးမမေ့ဖို့လိုတာပေါ့ဒါကြောင့်ဦးရှင်ပြောချင်တာလူတိုင်းကတန်ဖိုးကိုရှိကြတယ်ဘယ်လိုတွေကဘယ်လောက်ပဲဆင်းရဲတဲ့လူပဲဖြစ်စေဘယ်လောက်ပဲချမ်းသာတဲ့လူလည်းဖြစ်စေအားလုံးကိုရှိတန်ဖိုးရှိအားလုံးကိုရှိကျွမ်းကျင်ရာစကေးရှိတယ်ဒါကြောင့်မလို့အားလုံးကိုဘွားကိုတန်ဖိုးထားကြပါကိုဘွားကိုချစ်ခင်ပါကိုဘွားရရှိနေတဲ့ဘဝကိုပျော်ရွှင်အောင်နေပါလို့ပြောရှင်ပါအားလုံးညီကိုမောင်နှမစိတ်ချမ်းသာကိုကြမှာကြပါစေ